Pussy နံရွက်နံပင်ပဲသည်ခရမ်းကျင်သည်တွေအစုံပါတဲ့မော်လမြိုင်မုတ်ဟင်ကစားဘူးကြလားရှင်ဒီဗီဒီယိုလေးမှာမော်လမြိုင်မုတ်ဟင်ကချက်နီးကိုအသေးစိတ်ချက်ပြပေးထားတာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနော်ဗီဒီယိုလေးကြည့်ပြီးသွားရင်လည်းမမေရဲ့ channel လေးကို subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုလည်းကြိုက်နေတတ်တယ်ဆိုရင် like and share လေးဖြင့်ကူညီပေးကြပါအောင်နော်မော်လမြိုင်မုတ်ဟင်ကလို့ပြောရင်တော့ငပြောပင်ကတော့မပါမဖြစ်ပါအခုလိုငပြောဥလေးတွေကိုအခွန်ခွာပြီးတော့တင်းတင်းတဲ့အနေသားလေးဖြစ်အောင်လှီးပါမယ်ငပြောဥတာမကပဲငပြောပင်ရဲ့အရင်ဖြစ်တဲ့ငပြောကောင်းလေးတွေပါလှီးထဲပါမယ်ဒီငပြောကောင်းလေးကလေပြုတ်လိုက်လို့ရှိရင်နူးအီပြီးတော့အရင်ကမှစားလို့ကောင်းပါတယ်လှီးပြီးထားတဲ့ငပြောပင်လေးတွေကိုစနွေးရည်လေးနဲ့စိမ်ပါမယ်အယောင်မမဲအောင်လို့ပါစနွေးရည်စိမ်ပြီးထားတဲ့ငပြောပင်တွေကိုအရင်ဦးဆုံးပြုတ်ပါမယ်ရိုးရိုးရည်ထည့်ပြီးတော့ပဲပြုတ်ပါမယ်ဒီနေရာမှာငပြောပင်လေးတွေကိုအချိန်ကြာကြာလေးပြုတ်နိုင်လေပို့ပြီးတော့စားကောင်းတစ်ဖက်မှာငပြောပင်ပြုတ်ထားပြီးရင်တစ်ဖက်မှာတော့အိုးဘူးကိုစီအတင်းတင်းထည့်ပြီးလို့ရှိရင်စနွေးမှုတ်လေးခတ်ပါမယ်အခွန်ချွတ်ရေးစည်းလှီးထားတဲ့ကျွတ်သွန်နီလေးတွေကိုစီတက်ပါမယ်ထားတဲ့စပလင်လေးတွေကိုအနံ့မွေအောင်စီတက်တဲ့ထဲတခါတည်းလုံးထည့်ပါမယ်ဂျင်းနဲ့ကြက်သွန်ဖြူအနည်းငယ်ထောင်းထားတာလေးတွေကိုလည်းစီတက်တဲ့ထဲတခါတည်းရောထည့်ပါမယ်ပြီးရင်တခါတည်းတမနေအောင်မှွေပါမယ်စက်သွန်နီစီတက်ထားပြီးတဲ့နောက်မှာတော့အယိုးနှွင်ထားတဲ့ငါးပြုတ်ကိုတခါတည်းစီတက်တဲ့ထဲရောထည့်ပါမယ်ဒီနေရာမှာမမင်ကငါးကို30သားပဲသုံးထားပါတယ်မုတ်ဖက်2ပိတ်သားအတွက်ပါ
စီတက်ထားတဲ့ငါးနဲ့စက်သွန်တွေတသားလေးဖြစ်ပြီဆိုလို့ရှိရင်ငါးပြုတ်ရည်လေးတစ်ခါတည်းရောထည့်ပါမယ်ဒီနေရာမှာရေအချိုးစားကိုလိုသလောက်ထည့်လို့ရပါတယ်မင်းကတော့ရေနွေးထပ်ထည့်ပါတယ်မော်လမြိုင်မုတ်ဟင်ကဆိုရင်မပါမဖြစ်ကတော့မြင်ငပိပါမြင်ငပိကိုမမင်အနှဲငယ်ဖြော်ထည့်ပါမယ်ပြုတ်ထားတဲ့ငပြောပင်လေးတွေလည်းကြက်လောက်ပြီဆိုတော့နူးလောက်ပြီဆိုတော့မင်းတခါတည်းဟင်းရည်တယ်လောင်းထည့်လိုက်ပါတယ်ရတာအနေနဲ့မင်းကတော့ဟင်းခတ်မှုဖြစ်တဲ့ငါးအသားမှုအနည်းငယ်ထည့်ပါတယ်ဟင်းချိုမှုအနည်းငယ်ထည့်ပါတယ်စားထည့်ပါတယ်အရသာအတွက်စုံနေအောင်ထည့်ပြီးသွားရင်တော့အခုလိုမျိုးလေးမှွေပြီးတော့15မိနစ်20လောက်တည်ထားပြီးရင်တော့စက်သွန်ကြီးလေးတွေနူးဤပြီးတော့မိုဟင်ငါရေလေးကျက်ပါပြီခုဆိုရင်တော့မိုဟင်ငါစားဖို့အတွက်မုတ်ဖက်လေးထည့်ပါမယ်မိုဟင်ငါလို့ပြောလိုက်ရင်မပါမဖြစ်တဲ့နန်းနံမင်လေးထည့်ပါမယ်ပဲသီးလေးပါချွေထည့်လိုက်ပါမယ်ပူစီနံရွက်လေးပါထည့်ပါမယ်ဒါကတော့ကြိုက်တဲ့သူကတော့ထည့်ပေါ့နော်မကြိုက်တဲ့သူကမထည့်လဲရပါတယ်ခရမ်းချင်ဒီပါဒါကတော့မော်ဟင်ငါရဲ့အသက်ဖြစ်တဲ့စက်သွန်အဖြူစီချက်လေးပါအလှော်တောင်းမှုတ်လေးထည့်ပါမယ်မကြီးရည်လေးထည့်ပါမယ်ပြီးရင်တော့ဟင်းကားရည်ပူပူလေးလောင်းထည့်လိုက်ပြီဆိုရင်ဖြင့်လုံးဝအနဲ့အရသာနဲ့ပြည့်စုံတဲ့မော်လမြိုင်မုတ်ဟင်းကားလေးတစ်ပွဲကိုရရှိသွားပါပြီမမင်ချက်ပြတဲ့နီးလေးကလေအရန်လဲလွယ်ကူပြီးတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အရန်လဲစားကောင်းတဲ့မော်လမြိုင်မုတ်ဟင်းကားလေးဖြစ်ပါတယ်ခုနီးလေးကအရန်လွယ်ကူတာဖြစ်လို့လိုက်ချက်ကြည့်လို့ရပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မမင်းရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုလည်း like and follow လေးလုပ်ပေးသွားဖို့မြတ်တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်ရှင်